6.5 ပေါ့နော် 6.5 အခုထွက်သွားတဲ့ဟာပေါ့နော် 6.5 ဆိုတော့ဒီမှာတစ်တလုံးပေါ့နော်အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တလုံးပဲလေးတင်ပေးလိုက်ပါမယ်လို့နော်ကဲဆိုတော့ကစိတ်ဝင်စားရင်တော့ဗီဒီယိုဆုံးအောင်လိုက်ကြည့်ပေါ့ဗျာကဲဝင်လာတဲ့ကိုတွေပေါ့နော်အပန်းမချင်း channel ကို like comment လေးတယောက်တစ်ချောင်းတော့ရေးခဲ့ပေးပါလို့တောင်းဆိုပါတယ်ကဲဆိုတော့ဒီမှာဆိုလို့ရှိရင်ထိုင်းထီမှာတရဝင်ထီမှာ6လုံးရှိရပါတော့အဲ့6လုံးကမှကျွန်တော်တို့အရှိ3လုံးရဲ့အနောက်3လုံးရဲ့ကိုယူမှာပေါ့နော်ယူသွားရင်အရှိ3လုံးရဲ့ထိပ်ရဲ့ကိုအနောက်3လုံးရဲ့ထိပ်ရဲ့ကိုပေါင်းမှာပေါ့နော်ဆိုတော့ဒီမှာ1ရဲ့3ရဲ့ကိုပေါင်းမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်1ထိပ်ရဲ့ဒီမှာ3ထိပ်ရဲ့ကိုပေါင်းမှာပေါ့နော်ဒါဆိုတော့1နဲ့3ရဲ့ပြီးရင်ပုံ1 3နဲ့တစ်ခါထပ်ပေါင်းဆိုတော့9ပေါ့နော်9ဆိုတော့ထွက်တာ9 3ညပေါ့နော်ပြီးတော့ဒီမှာဆိုလို့ရှိရင်1ပေါ့နော်1ဆိုတော့ဒီမှာ9အပေါင်းပြီးရင်ဒီမှာ3ပေါ့နော်3ဆိုတော့က1နဲ့9ပေါင်း8 8နဲ့3နဲ့ပေါင်းတော့17ပေါ့နော်17ဆိုတော့1တလုံးပေါ့ထွက်တာက184ပေါ့နော်184ဆိုတော့ဒီမှာ1တလုံးပေါ့နော်ဒါတော့184ထွက်တဲ့အပတ်ကိုပြတာပေါ့နော်ပြီးရင်ဒီမှာဆိုလို့ရှိရင်နဲ့အပေါင်း1အပေါင်း3ပေါ့နော်ဒီမှာဆိုလို့ရှိရင်6ပေါ့6ဆိုတော့ထွက်တာက495ပေါ့နော်495ဒီတစ်ပတ်မှာတော့ပြတ်ထားပါတယ်ပြီးရင်ဒီမှာဆိုလို့ရှိရင်ခွန်အပေါင်း4အပေါင်း3ပေါ့နော်ဆိုတော့14ပေါ့နော်14ဆိုတော့4တလုံး4တလုံးဆိုတော့ထွက်တာက214ပေါ့နော်214ဆိုတော့ဒီမှာ4တလုံးပေါ့နော်ဒါကတော့214ထွက်တဲ့ပတ်မှာပေါ့နော်ဒီမှာဆိုလို့ရှိရင်6အပေါင်းနဲ့အပေါင်း3ပေါ့နော်ဆိုတော့6နဲ့ပေါင်း8 8နဲ့3နဲ့ပေါင်း17ပေါ့17ဆိုတော့ထွက်တာက4ခွန်9ဒီပွဲလေးပြတ်တာပေါ့နော်ဒါတော့ပြီးခဲ့တဲ့ပတ်တော့ကျွန်တော်တင်ထားပေးတာပေါ့နော်ဒီအတွက်နေရတော့ဆိုတော့ဒီမှာဆိုလို့ရှိရင်9နဲ့4ပေါင်းပါ9အပေါင်း4အပေါင်း3ပေါ့နော်ဆိုတော့9နဲ့4ပေါင်း13နဲ့3နဲ့ပေါင်းတော့16ပေါ့နော်16ဆိုတော့6တလုံးဆိုတော့ကထွက်တာက6.5ပေါ့နော်6.5ဆိုတော့ဒီမှာ6တလုံးပေါ့နော်ဒါတော့ပြီးခဲ့တဲ့ပတ်တော့မှန်ထားတာပေါ့နော်ဒါပေမဲ့ဒီတစ်ပတ်တော့ဘယ်လိုလာမလဲတော့မသိဘူးဒါတော့6.5ပေါ့နော်ပြီးရင်ဒီမှာဆိုလို့ရှိရင်3ကြအပေါင်း6အပေါင်း3ပေါ့နော်ဆိုတော့က3ကြ3 6ပေါင်းတော့9ပေါ့နော်9ဆိုတော့ဒါတော့ဒီတစ်ပတ်အတွက်လုံးပိုင်ပေါ့နော်ကဲဆိုတော့ကအခုနောက်ထပ်တနည်းပြမယ်ဗျာနောက်ထပ်တနည်းကြည့်အောင်
ဆိုတော့ဒီမှာဆိုလို့ရှိရင်လည်းဒီမှာဆိုလို့ရှိရင်လည်းထိုနည်း၎င်းပဲပေါ့နော်ဒီအရှိတော်လုံးကအနောက်တော်လုံးကိုယူမယ်ပြီးသွားရင်အရှိတော်လုံးကအလေထိုင်ရဲ့ပြီးတော့ထွက်ကနေရဲ့ထိတ်ရဲ့အလေထိုင်ရဲ့ကိုယူမှာပေါ့နော်ဆိုတော့ဒီမှာဆို9ကိုယူမယ်9ကိုယူမယ်ဒီမှာ9ရော2ခါယူမယ်ဆိုတော့အားလုံးပေါင်းဒီမှာ4ကပေါ့နော်ဆိုတော့9 4လီဆိုတော့28ပေါ့နော်28ဆိုတော့ဒီမှာ8တလုံးထွက်တာက184ပေါ့နော်ပြီးသွားရင်ဒီမှာဆိုလို့ရှိရင်10ရဲ့1ရဲ့ပေါင်း9ဒီမှာဆိုတော့16ပေါ့နော်16နဲ့9နဲ့ပေါင်းတော့25ပေါ့နော်25ဆိုတော့5တလုံးပေါ့နော်ဆိုတော့ထွက်တာက495ပေါ့495ဆိုတော့ကဒီမှာ5တလုံးပေါ့နော်5တလုံးဒါတော့495ထွက်တဲ့ပတ်ပေါ့နော်ကျွန်တော်တင်တာတွေပေါ့နော်ဘယ်သူကဘာပဲပြောဘယ်လိုပဲဝေဖန်ကျွန်တော်ကတင်နေပါပဲနော်ကြည့်ချင်တဲ့လူကတော့ကြည့်ပေါ့အားပေးချင်လူကတော့အားပေးပါနော်ကျွန်တော်လည်းဘယ်လိုမှအတင်မတိုက်တော့မှာဘူးလို့ဆိုဒီမှာဆိုလို့ရှိရင်9အလဲထိုင်ယူမယ်ပြီးရင်4ပြီးရင်ဒီမှာ9အလဲထိုင်ယူမှာဆိုတော့9နဲ့4ပေါင်း9ဒီမှာဆိုတော့9နဲ့4ဆိုတော့18နဲ့9နဲ့ပေါင်းတော့29ပေါ့နော်29ဆိုတော့9ဆိုတော့ထွက်တာ114ပေါ့နော်114ဆိုဒီဘွဲပြတ်တာပေါ့ကဲအမားအမှန်ကတော့ရှိမှာပေါ့နော်အမြဲတမ်းလည်းမမှန်ဆိုတော့အမြဲတမ်းလည်းမမှားဘူးပေါ့နော်အဲ့ဒါတော့ကိုယ့်အနေကိုတော့ချင်းပြီးတုံးပါပေါ့နော်ကဲဆိုတော့ဒီမှာဆိုလို့ရှိရင်လည်း3နဲ့2ပေါင်း5နဲ့ဒီမှာ2နဲ့ပေါင်းတော့9ပေါ့နော်9ဆိုတော့ထွက်တာက409ပေါ့နော်409ဆိုတော့ဒီမှာ9တလုံးကဲပြီးရင်ဒီမှာဆိုလို့ရှိရင်3နဲ့4နဲ့ပေါင်း9ဒီမှာဆိုလို့ရှိရင်9ပေါင်း14နဲ့ဒီမှာ9နဲ့ပေါင်းတော့21ပေါ့နော်21ဆိုတော့1တလုံးဆိုတော့ထွက်သွားတာက6.5ပေါ့နော်6.5အခုထွက်သွားတဲ့ဟာပေါ့နော်6.5ဆိုတော့ဒီမှာ1တလုံးပေါ့နော်ကျွန်တော်ကတော့တွက်နေတစ်ခုတော့ပြောင်းနေမှာပေါ့နော်ပြီးခဲ့တဲ့ပတ်မမှန်ဘူးဒီတစ်ပတ်မှာတစ်မျိုးတွေပါလေလာမှပြောနေပါတော့ကြာရင်တော့ကြည့်ပေါ့ကျွန်တော်ကတော့တနည်းမမှန်တနည်းကတော့ပြောင်းအောင်ပါပဲလေနော်ကဲဆိုတော့တစ်ခုလာမယ့်ပတ်တော့ကြည့်လိုက်ရအောင်ဗျာခုလာမယ့်အပတ်အတွက်ကဒီမှာဆိုလို့ရှိရင်3ညနဲ့6နဲ့ပေါင်း6ဒီမှာတဲကို2ခါပေါင်းတော့နဲ့ဆိုတော့8ပေါ့နော်6နဲ့ပေါင်း8ပေါ့8ဆိုတော့ဒီတစ်ပတ်အတွက်က8တလုံးပါပေါ့နော်ကဲဒီတစ်ပတ်အတွက်ကတော့8တလုံးပဲကဲတကယ်လို့မှန်ရပါတော့8တလုံးရှိမယ်ပြီးရင်ဒီမှာဆိုလို့ရှိရင်9တလုံးရှိမှာပေါ့နော်အဲ့နှလုံးကတော့ရှိတာပေါ့ဆိုတော့အားလုံးပဲပေါ့နော်ချင်းပြီး30ချင်ပါတယ်လို့နော်မှားမှန်တာတော့ကျွန်တော်အာမခံဘူးပေါ့နော်မှန်ရင်တော့ရမှာပေါ့အမှားရင်တော့ခံရမှာပေါ့ဒါတော့တဘာဝပါပဲလို့နော်ကဲဆိုတော့ဒီလောက်ပါပဲအားလုံးပဲဗီဒီယိုဆောင်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်လို့နော်နောက်ဗီဒီယိုတစ်ခုမှထပ်ပြီးတွေ့ကြပါမယ်ဒီတစ်ပတ်တော့ကျွန်တော်အကွက်တွေကတော့ထုတ်ပြီးတာပေါ့နော်အခုတင်လဲရပါတယ်လို့အကွက်တွေက
ဒါပေမဲ့နောက်မှပဲအေးဆေးစစ်ပြီးမှပဲတင်ပြီးတော့မှာပေါ့နော်ခဏလောက်တီးခံပြီးစောင့်ပေးကြပါလို့အားလုံးလည်းပေါင်းစီချင်ပါတယ်လို့ပြီးခဲ့တဲ့ဘက်ကအမှားတစ်ခုအတွက်အားလုံးတောင်းပန်ပါတယ်ဆိုတော့ဒီလောက်ပါပဲအားလုံးပဲကံကောင်းကြပါစေလို့ဆုတောင်းပေးပါတယ်